တခါမှစကားမပြောဘဲတတော်ကလုံးကိုတရားပြသွားတဲ့ဘုန်းကြီးသုံးပါးရဲ့အကြောင်းကိုသင်ကြားဖို့ပါသလားသူတို့မှာနာမည်မရှိဘူးကျမ်းစာမရှိဘူးရှိတာကတော့တတော်ကလုံးကိုတုံခါသွားစေတဲ့ရီမောခြင်းတစ်ခုတည်းပါပဲသူတို့ဘာကြောင့်တလောက်တောင်ရည်နေကြရလဲဆိုတဲ့လှုပ်ဝက်ချက်ကသင်ဘဝကိုပါကြောက်ကနေဖြစ်သွားအောင်ပြောင်းလဲပေးနိုင်ပါတယ်တခါတုန်းကတရုတ်ပြည်မှာတကြီးရွယ်ဘုန်းတော်ကြီးသုံးပါးရှိခဲ့ပါတယ်သူတို့ရဲ့အမည်နာမတွေကိုတော့ဒီနေ့ခေတ်မှာဘယ်သူမှမမှတ်မိကြတော့ပါဘူးဘာလို့လဲဆိုတော့သူတို့ကသူတို့ရဲ့နာမည်တွေကိုဘယ်သူမှထုတ်ဖော်ပြောခဲ့လို့ပါပဲတရုတ်ပြည်မှာတော့သူတို့ကိုရီမောချင်းဘုန်းတော်ကြီးသုံးပါးလို့ပဲလူသိများကြပါတယ်သူတို့သုံးပါးဟာအမြဲတမ်းအတူတူခီးလဲကြပြီးရီမောချင်းကလွဲလို့တခြားဘာမှမလုပ်ကြပါဘူးသူတို့ဟာရွာတရွာဒါမှမဟုတ်ရင်မြို့တစ်မြို့တွေကိုဝင်လာပြီးဆိုရင်မြို့လေကောင်လူစီကားရနေရာမှာရက်ပြီးရီကြတော့တာပါပဲတဖြည်းဖြည်းနဲ့အဲ့ဒီနားမှာရှိနေတဲ့သူတွေလမ်းသွားလမ်းလာတွေကမနေနိုင်မထိုင်နိုင်ပဲလိုက်ရီကြပါတော့တယ်အဲ့ဒီကနေရီမောနေတဲ့လူအုပ်စုတွေဖြစ်လာပြီးနောက်ဆုံးမှာတော့တရွာလုံးတစ်မြို့လုံးကိုရေတံတွေကူးဆက်ပြန့်နှံ့သွားပါတော့တယ်အဲ့တော့လူအလုံးကရီမောပျော်ရွှင်သွားတဲ့အချိန်ကြာမှသာအဲ့ဒီဘုန်းတော်ကြီးသုံးပါးကနောက်ထပ်ရွာတရွာကိုခီးဆက်ကြပါနေသူတို့တော့ရီမောချင်းဟာတခုတည်းသောစူတောင်းခြင်းနဲ့တင် जा ပြသမှုပါပဲသူတို့ကဘ누구ကိုမှစကားမပြောဘူးရီမောချင်းပတ်ဝန်းကျင်တစ်ခုကိုပဲဖန်တီးပေးခဲ့ကြတာပါတရုတ်ပြည်တနန်တလျားမှာသူတို့ကိုအားလုံးကချစ်ခင်ကြည်ညိုကြပါတယ်သူတို့ဟာဘဝဆူလာကိုရီမောဖို့အတွက်ရရှိတဲ့အခွင့်အရေးတစ်ခုဖြစ်နေလက်ခံထားကြပြီးစကြဝဠာကြီးရဲ့လှုပ်ဝက်တဲ့ဟာသားတစ်ခုကိုရှာဖွေတွေးရှိထားသလိုမျိုးဖြစ်နေပါတယ်ဒီရက်မှာတော့မြောက်ပိုင်းကရွာတရာကိုရောက်နေတော့ဘုန်းတော်ကြီးသုံးပါးတွေကတပားဟာပြန်လုံတော်မူသွားခဲ့ပါတယ်ရွာသားတွေကရန်ကိုအံ့ဩတုန်လှုပ်သွားကြပြီးကျန်တဲ့ဘုန်းတော်ကြီးနှစ်ပါးဘလိုမျိုးဝမ်းနည်းစရာအဖြစ်အပျက်တွေပေါ်မှာဘလို့တုံ့ပြန်မလဲဆိုတာကိုသိချင်နေကြတာပါ။ဒါပေမဲ့သူတို့ရောက်သွားတဲ့အချိန်မှာကြံခဲ့တဲ့ဘုန်းတော်ကြီးနှစ်ပါးဟာအရင်ကတက်တောင်မှပူပြီးအားရပါရနဲ့ရီမောနေကြတာကိုတွေ့ရပါတယ်။သူတို့ဟာမယံမနာနဲ့တခိခိနဲ့ရှင်နေကြတာပါ။ဒီတော့ရွာသားတွေကခမရတို့ရဲ့မိတ်ဆွေတေဆုံသွားတာကိုဘာလို့ဝမ်းမနေကြတာလဲလို့မေးမြန်းတဲ့အခါမှာဘုန်းတော်ကြီးတွေကပထမဆုံးကျင်ဖြစ်တဲ့စကားပြန်ပြောခဲ့ပါတယ်ဘာလို့လဲဆိုတော့မနေ့ကဒီရွာကိုလာတဲ့လမ်းမှာသူကငါတို့2ယောက်နဲ့လောင်းကြီးထက်ခဲ့လို့ပဲငါတို့3ယောက်ထဲကဘသူကအရင်သေမလဲဆိုပြီးလောင်းခဲ့တာလေအခုတော့သူကနိုင်သွားပြီဒီလူအိုကြီးကတော်တော်လေးတာပဲသူကတေတန်းစာတော့ကြိုပြင်ခဲ့သေးတာတဲ့တေဆုံးသွားတဲ့ဘုန်းတော်ကြီးကသူ့ရဲ့အဝယ်စားအဟောင်းတွေကိုမလဲဘဲနဲ့ဒီတိုင်းပဲထားဖို့တေချာမှားကြခဲ့ပါတယ်သူ့ရဲ့တေတန်းစာမှာငါဟာငါရဲ့ရီမောချင်းတွေကတဆင်ဒီလောကရဲ့အညစ်အကြေးတွေကိုငါစီမကန့်ညှိနှံ့အောင်နေထိုင်ခဲ့တယ်ဒါကြောင့်ငါမှအညစ်အကြေးမရှိဘူးလို့ဖော်ပြထားပါတယ်ရုံလောင်းကိုမိသကြိုစင်ပေါ်တင်လိုက်ပြီးမိစတင်တောက်လောင်လာတဲ့အချိန်မှာတော့အားလုံးကအံ့အားသင့်သွားရပါတယ်ဘာလို့လဲဆိုတော့အဝေးစားတွေထဲမှာသူကြိုတင်ထည့်ထားတဲ့ရောင်စုံမီးရှူမီးပန်းတွေဟာဟိုးတီတီတဖုံဖုံနဲ့ပေါက်ကွဲထွက်လာလို့ပါပဲအဲဒီခါကျတော့မှစုဝေးနေတဲ့ရွာသားတွေအားလုံးဟာပညာရှိဘုန်းတော်ကြီးနှစ်ပါးနဲ့အတူရောပြီးတော့မှရီမောကြပါတော့တယ်ကျွန်တော်တို့ရဲ့ဘဝမှာလေဒီကဘာမြေပေါ်မှာရှိနေရခြင်းရဲ့တခုတည်းသောအကြောင်းရင်းဟာပျော်ရွှင်မှုနဲ့ရီမောဖို့အတွက်ပဲဖြစ်နိုင်ပါတယ်ဒါကြောင့်နောက်တစ်ချိန်တင်ပြဿနာတစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါမှန်တဲ့ကိုကြည့်ပြီးအဲ့ဒီပြဿနာကိုရီထုတ်ပြလိုက်ပါဘာလို့လဲဆိုတော့ပျော်ရွှင်ခြင်းဟာတင့်ကိုအသက်ရှင်သန်နေစေတဲ့အရာဖြစ်လို့ပါပဲဒီဗီဒီယိုလေးကတင့်ကိုခွန်အားတစ်ခုခုပေးခဲ့နိုင်မယ်ဆိုရင် like နဲ့ share လေးလုပ်ပေးပြီး comment မှတ်သွားပေးခဲ့ကြပါဦးဗျာအခြားသူတွေကိုလည်းရီမောချင်းတွေဝေမျှပေးလိုက်ကြပါဦးနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်